နေ့တော့ကျုပ်စာပန်းနဲ့တွားပြီးတော့ကင်မရာဗီဒီယိုတွားရိုက်မယ်ဗီဒီယိုကလစ်တွားရိုက်မယ်အခုသူတို့အင်ကနေစစ်သိမ်းချိုင်းကိုတွားနေတယ်ဒီနေ့ဟာမင်္ဂလာရှိသောနေ့ဖြစ်တယ်အော်ဘွယ်တော်နေ့ဖြစ်တယ်ဒီနေ့ရဲ့ဒီထောင်ရဖျားစီရင်တော်မူသောနေ့ရဲ့ဖြစ်၍ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အားပြောတယ်နေ့ရဲ့တိုင်းမှာဖခင်ရဲ့ကရုဏာတော်ရှိတယ်ဖခင်ရဲ့မေတ္တာတော်ရှိတယ်ဖခင်ရဲ့ပစ္စာတော်ရှိတယ်ဘုရားသခင်အလုံးကောင်းမြတ်တဲ့ဘုရားသခင်ဖြစ်တယ်။သားမျိုးတို့ကိုဂရုစိုက်တဲ့ဘုရားသခင်ဖြစ်တယ်။လှပတဲ့နေ့တိတွေကိုမြင်တွေ့စေတယ်။တညလုံးကျွန်တော်တို့တတိနဲ့ကြည့်ရှုတယ်။မနေ့မိုးလင်းတဲ့အခါကြမ်းကြမ်းမာနူးထစေတယ်။ထိုဘုရားဟာသူချစ်တဲ့သူ့ရဲ့သားသမီးတွေသူဖာဆင်းတဲ့လူသားတွေအင်မတန်မှဂရုစိုက်တဲ့ဘုရားဖြစ်တယ်။တိပေ9 မှာတင်းတို့ကိုတတိနဲ့ကြည့်ရှုတော်မူသောကြောင့်တင်းတို့၌စိုးရင်ချမှုရှိသမျှတို့ကိုကိုရောနဲ့အနှံကြလောလို့ပြောတယ်အဲ့တော့ဘုရားသခင်ကတကယ်ပဲကျွန်တော်တို့လူသားအားလုံးသူသားသမီးတို့ကိုဂရုစိုက်ပြီးတော့တတိနဲ့ကြည့်ရှုနေတဲ့ဘုရားဖြစ်တယ်မျက်ခြေမပြပါဘူးယောဘ34မှာတော့ငါတို့ရဲ့ခြေရာရှိသမျှတို့ရည်သွဲပေးတယ်လို့ပြောတယ်လုကာ12မှာတော့စပင်ရှိသမျှရည်သွဲပေးတယ်လို့ပြောတယ်အဲ့တော့စပင်ဘယ်နှချောင်းရှိလဲဆိုတာတော့မှသိချာကြည့်ပေးတယ်ဘုရားခြေရာဘယ်နှလားခြေလားဘယ်နှလားလှမ်းတယ်လဲဆိုတာကိုလည်းရည်သွဲပေးတယ်ဘုရားဖြစ်တယ်။ဘာဖြစ်လို့အဲ့လောက်ထိကယူဆိုင်လဲဆိုအလိုချစ်လို့ဖြစ်တယ်ဘုရား။ကျွန်တော်တို့တကယ်ချစ်တဲ့ဘုရားဖြစ်တယ်။ကိုကိုချစ်တာတဲ့ပူချစ်တယ်မိဘချစ်တာတဲ့ပူချစ်တယ်အဖေချစ်တာတဲ့ပူချစ်တယ်အမေချစ်တာတဲ့ပူချစ်တဲ့ဘုရားဖြစ်တယ်။ဆိုတော့သူဘုရားသခင်အလွန်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုပြောပြချင်တယ်ဒီနေ့တော့ဒီမှာလာပြီးတော့ဗီဒီယိုကလစ်လေးရိုက်ဖို့အတွက်လာတာဖြစ်တယ်။ကျရှင်နာမပုံကြည်ပါစေဟာလေလုယာအယံလှပတဲ့နေ့တိအယံလှပတဲ့ဘုရားရဲ့ဘုန်းတော်ဘုရားရဲ့ကရုဏာတော်ဘုရားရဲ့တစ္ဆာတော်အောက်မှာရှင်သန်နေရတယ်ကျွန်တော်တို့တကူကြောင့်အသက်ရှင်တာကျွန်တော်တို့ဒီလကြောင့်ကျွန်တော်တို့ရဲ့အစွမ်းတွေကြောင့်အသက်ရှင်ရတာမဟုတ်ဘူးဘုရားရဲ့မေတ္တာတော်ကြောင့်ဘုရားရဲ့တစ္ဆာတော်ကြောင့်ဘုရားရဲ့တကူတော်ကြောင့်ပဲဖြစ်တယ်သူဘုရားရှင်နာမတော်ဒီကဘာဆက်ဘုန်းကြည်၍မင်္ဂလာရှိပါစေတော့အာမင်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 